မင်္ဂလာပါရှင်ရမညာအစီကျူနိုင်ငံသူတည်တနာဌာနနဲ့လွတ်လပ်သောမွန်တရေအေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ငင်းချရေးသုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်ဒီတစ်ပတ်မှာတော့မြမရေပေါ်ထိုင်းနိုင်ငံရဲ့လက်တွေ့ကြတော့တုံ့ပြန်မှုဆိုတဲ့ခေါင်းစဉ်နဲ့ကျမနွန်တဲ့ကပြောပြပေးသွားမှာပါအိန္ဒိယတရုတ်နဲ့အာဆီယံအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းကမြန်မာအရေးနဲ့ပတ်သက်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရင်းနဲ့မြန်မာကိုယ်တိုင်ဦးဆောင်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပေါ်ထွန်းလာနိုင်ရေးကိုပဲတိုက်တွန်းပြောဆိုနေကြပါတယ်။ဒါပေမဲ့အိန္ဒိချင်းထိုင်းနိုင်ငံရဲ့မြန်မာအရေးပေါ်ချင်ကပ်ပေါ်မှာမြေပြင်အခြေအနေပေါ်ပုံမအခြေခံနေတာကိုလေ့လာတွေ့ရှိရပါတယ်။ထိုင်းနိုင်ငံရဲ့သွေးဆောင်ချင်ကပ်မှုတွေဟာနိုင်ငံရေးအတိမတ်ပြုခြင်းလားလက်ဆက်ကုန်သွယ်ရေးနဲ့စီးပွားရေးဆိုင်ရာအကျိုးစီးပွားတွေနိုင်ငံတကာပဋိပက္ခတွေကြောင့်ဖြစ်ပေါ်လာတဲ့73စီအကျက်သေးလိုမျိုးလူသားလုံးချုံရေးဆိုင်ရာဘေးထွက်ဆိုးကျိုးတွေစတဲ့ထိုင်းနိုင်ငံရဲ့အခြေလှမ်းတွေကိုဒီဗီဒီယိုမှာလေ့လာတင်ပြပေးသွားမှာဖြစ်ပါတယ်။2026ခုနှစ်မတ်လ18ရက်နေ့မှာထိုင်းပြည်တမတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့ဟာနေပြည်တော်အာဏာသိမ်းစစ်ကောင်ဆောင်မှုချုပ်မူကြီးမြောင်လှိုင်ကိုလာရောက်တွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံပွဲမှာထိုင်းဘက်ကနေပူးသွဲစစ်ဦးစီးချုပ်နဲ့မြန်မာနိုင်ငံဆိုင်ရာထိုင်းစစ်တပ်မှုတို့လည်းပါဝင်တက်ရောက်ခဲ့ကြတာပါ။အလားတူထိုင်းနိုင်ငံသားရေးဝန်ကြီးအကြံပေးပုဂ္ဂိုလ်ကလည်းမတ်လ19ရက်နေ့မှာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီနဲ့နိုင်ငံသားရေးဝန်ကြီးဌာနဒုဝန်ကြီးဦးကိုကျော်တို့ကိုလာရောက်တွေ့ဆုံခဲ့ပါသေးတယ်။ဒါပြင်ဖူကက်မှာနိုင်ငံသားရေးဝန်ကြီးတွေသွေးဆောင်ဆွေးနွေးတာဟာလည်းရှိခဲ့ပါတယ်။ဒီသွေးဆောင်ဆွေးနွေးမှုတွေဟာ2025ခုနှစ်ရွေးကောက်ပွဲအလွန်တက်လာတဲ့မြန်မာစစ်အစိုးရကိုထိုင်းနိုင်ငံကတရားဝင်အသိမှတ်ပြုလိုက်တာလားလို့တောင်မိကုထုတ်เสียရှိလာပါတယ်။ဘာကြောင့်လဲဆိုတော့ဒီသွေးဆောင်ဆွေးနွေးမှုအလုံးမှာမြန်မာနိုင်ငံကရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးလွှတ်တော်အစည်းအဝေးတွေကျင်းပနေမှုအပြင်ထိုင်းနိုင်ငံမှာလည်းရွေးကောက်ပွဲအပြီးလွှတ်တော်ကျင်းပနေမှုအခြေအနေတွေကိုအပြန်အလှန်နှိုင်းယှဉ်ဆွေးနွေးခဲ့ကြတာရှိပါတယ်။ဒါပေမဲ့ဒီချင်းကမှုဟာအစိုးရတရက်ကိုနိုင်ငံရေးရတရားဝင်မှုအပြည့်အဝပေးတာတဲ့မြေပြင်လက်တွေ့အခြေအနေအရအုပ်ချုပ်နေတဲ့အင်အားစုတွေနဲ့ထိတွေ့ဆက်ဆံပြီးတမတော်2ရက်အကြာပူပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ရည်ရွယ်တဲ့တသမန်ရေးရခြေလှမ်းတသက်တာဖြစ်နိုင်ခြေပုံများနေတာကိုတွေ့ရပါတယ်။တန်တမန်ရေးရအပြင်စီးပွားရေးနဲ့နေဆက်လုံခြုံရေးလိုအပ်ချက်တွေကြောင့်လည်းထိုင်းနိုင်ငံကလာရောက်သွေးဆောင်တာဖြစ်နိုင်ပါတယ်။လက်ရှိထိုင်းမြန်မာနယ်စပ်မှာတိုက်ပွဲတွေဖြစ်ပွားနေတာနဲ့တော်လှန်ရေးအဖွဲ့တို့ရဲ့အနံ့မြေထိန်ချုံမှုတွေကြောင့်ထိုင်းဘက်ငွေတန်ရကြီးတန်မိုးရှိတဲ့ကုန်းလန်းကုန်းသွယ်ရေးမှာနှစ်ပေါက်အောင်ရက်တက်နေခဲ့ရပါတယ်။အထူးသဖြင့်ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့ကဲ့သို့အရေးပါတဲ့ကုန်းသွယ်ရေးဂိတ်တွေနဲ့တဘာဝတန်းငွေပိုက်လိုင်းတွေဖြစ်တန်ရာဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေတာဟာထိုင်းနိုင်ငံရဲ့စီးပွားရေးအကျိုးမြတ်ကိုတိုက်ရိုက်ထိခိုက်စေပါတယ်။ဒါကြောင့်နှစ်နိုင်ငံထိပ်သီးသွေးဆုံမှုတွေတဲ့နယ်စပ်ဒေသတည်ငြိမ်အေဂျင်စီကိုအလေးပေးဆွေးနွေးလာတာဖြစ်ပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံအနေနဲ့နိုင်ငံရေးအရာထက်အခုလိုမျိုးစီးပွားရေးနဲ့နယ်စပ်တည်ငြိမ်ရေးအတွက်ချင့်ကပ်လာတယ်လို့ပြောဆိုနိုင်ပါတယ်။မွန်ပြည်နယ်ဟာထိုင်းမြန်မာနယ်စပ်ဂိတ်တွေတိုက်ရိုက်မရှိပေမဲ့အဓိကကုန်သွယ်ရေးဂိတ်တွေရှိရာကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့အကြားဆက်ဆက်ဒေသအဖြစ်တည်ရှိနေပါတယ်။အီရန်စစ်ပွဲကြီးလိုမျိုးနိုင်ငံတကာအကျပ်တဲကြောင့်မြန်မာနိုင်ငံဤသူထိုင်းနိုင်ငံမှာလည်း73စီပြက်လက်မှုနဲ့ကြုံကြိုက်နေရပြီးမြန်မာနိုင်ငံရှိနယ်စပ်မြို့တွေနဲ့နယ်စပ်ဒေသတွေကို73စီရောင်းချပေးတာကိုဆိုင်းငံ့လိုက်ပါတယ်။ဒီအထက်မှာထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့မွန်ပြည်သက်ပါတီ MNSP ထိန်းချုပ်နယ်မြေဖျားသုံးစုမွန်ဒေသတွေလည်းပါဝင်နေပါတယ်။မွန်ပြည်သက်ပါတီရဲ့တည်ရင်9နယ်မြေဂျပန်ရေသွင်းရွာနဲ့ကူပေါရွာအဝင်ဂိတ်ဖြတ်တန်းတာကိုမတ်လ18ရက်မှာထိုင်းနိုင်ငံဘက်ကတင်ဆက်လိုက်ပါတယ်။အကျိုးဆက်အနေနဲ့ဒေသတွင်73စီပြက်လက်မှုနဲ့ကုန်စည်ပြက်လက်မှုကဲ့သို့ဘေးထွက်ဆိုးကျိုးတွေကိုအဲ့ဒီဒေသရှိပြည်သူတွေကြီးမားစွာခံစားနေကြရပါတယ်။ဒီအချက်ကိုကြည့်ချင်းအပြင်နယ်စပ်ဒေသရှိပြည်သူတို့ရဲ့အခြေခံစားဝတ်နေရေးနဲ့စီးပွားရေးလုံခြုံမှုဆိုင်ရာကိစ္စရပ်တွေဟာနိုင်ငံတကာရဲ့ပထဝီနိုင်ငံရေးနဲ့မူဝါဒအပြောင်းလဲတွေပေါ်ဘလောက်ထိအမိကိုထိခိုက်လွယ်ကြောင်းကိုရှင်းလင်းစွာပြသနေပါတယ်။ခြုံငုံသုံးသပ်ရရင်မြန်မာအရေးပေါ်ထိုင်းနိုင်ငံရဲ့လက်ရှိအခြေခံမှုဟာမြန်မာနိုင်ငံပေါ်လက်တွေ့ကျတဲ့အမှားပြဟာတရက်ကိုပုံဖော်လှုံ့ဆော်နေတာဖြစ်ပါတယ်။2026ခုနှစ်ပထမနှစ်ဝက်အတွင်းအကဲဖြတ်ချက်တွေအရထိုင်းနိုင်ငံဟာရွေးကောက်ပွဲအလွန်အဆိုးရအစ်ကိုတသမန်ရေးရအပြေအဝအတိမတ်ပြုရေးတသက်ထက်မိမိနိုင်ငံရဲ့စီးပွားရေးထိခိုက်နေတာမှုတွေကုစားရေးရက်တန်နေတဲ့နယ်စပ်ကုန်သွယ်ရေးပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့နယ်စပ်ဒေသလုံခြုံရေးတို့အတွက်မြေပြင်မှာလက်တွေ့အုပ်ချုပ်နေတဲ့စစ်ရေးကောင်းဆောင်တွေနဲ့ဓာတ်ရိုက်ထိတွေ့ဆက်ဆံတဲ့လမ်းကြောင်းကိုရွေးချယ်အကောင့်ထဲပေါ်နေခြင်းဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ရှင်။
ရှိခိုးတုံသက်ချက်စာရန်ကိုရမြအေစီကျူမှနိုင်ငံရေးသူတည်တည်များရေးသားထားပြီးအင်မနာကရုပ်တံဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နောက်ဆုံးကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်ချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။